ကျွန်တော်တို့အားလုံးဟာဘဝဆိုတဲ့ပင်လယ်ပြင်ကြီးထဲမှာကိုစီကိုငါလေငယ်လေးတွေလွတ်တင်ထားကြသူတွေပေါ့တခါတလေဘယ်ကန်းကိုစိုက်ရမလဲမသိတော့အောင်လမ်းပြောင်းနေတတ်တယ်လို့ရိုက်ခတ်လာတဲ့လောကဓာတ်လိုင်းတဘိုးတွေကြားမှာလဲစိတ်ဓာတ်ကြမိတာမျိုးရှိတတ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့အရှုံးပေးလို့တော့မဖြစ်ဘူးလေစက်ကူလေးတစ်စင်းလိုထိရှလွယ်တဲ့ဘွားခီးဆိုပေမဲ့ရိုက်ချက်ခြင်းတဲ့လောကဓာတ်ကိုကြက်ကြံခံပြီးရှစ်ဆက်တိုးဖို့လိုပါတယ်အဲ့လိုအားငယ်နေတဲ့အချိန်တိုင်းမှာခွန်အားဖြစ်စေမဲ့ကြပြားလေးတစ်ပုဒ်ကိုမျှဝေပေးခြင်းပါတယ်စက်ကူလေးကန်းကအခွာရေးပြင်းလဲမှာဘယ်ကန်းဆိုင်လို့ဘယ်လမ်းစီကိုစမ်းရမလဲမသိတလုံးတဝကြီးနဲ့ရောက်လာတာတွေဟာစန္ဒတွေကိုဖြည့်ဆည်းပေးရမဟုတ်စုတောင်းတွေကိုမြုပ်ပြမဲ့လိုင်းတွေမြုပ်ကြီးပေါ်ကြီးလိုင်းခန္ဓာကြားစက်ကူလွာခပပကိုလေလုတ်ရီလိုင်းကျန်းကိုလျှော်စီခဲ့ရာတဲ့မပါပြုံးမဲ့မဲ့လေဟုံစီဒီခရီးကိုလေပြစ်မပြောရဲ့ပဲရှေ့ကိုတိုးနေစေပါပဲ